1999 ခုနှစ်ဧပြီလ26ရက်နေ့မှာထိုင်းနိုင်ငံဆော့ကလာပြည်နယ်မှာအဖွားကြီးတယောက်ကသူ့အိမ်နဲ့ဒီမလန်မကန်မြင်နေရတဲ့ဒီခြံတစ်ခြံကိုသူကလှမ်းကြည့်တယ်ပေါ့နော်ဆိုတော့အဲ့ခြံထဲမှာအိမ်ကတစ်ဆောင်ရှိတယ်ဆိုတော့သူကပုံမှန်ဆိုလို့ရှိရင်သူကဒီအဲ့ခြံကိုသူကသူ့အိမ်ကနေလှမ်းကြည့်လိုက်တယ်ဆိုလို့ရှိရင်အဲ့ခြံထဲမှာကလေးလေးတွေကကစားနေတာကိုတွေ့ရတယ်ပေါ့နော်ဒါပေမဲ့1999ခုနှစ်ဧပြီလ26ရက်နေ့မှာအဖွားကြီးကသူ့အိမ်ကနေခြံကိုလှမ်းကြည့်လိုက်တဲ့အခါမှာခြံကြီးကတိတ်ဆိတ်နေပြီးတော့ဘယ်ကလေးကမှကစားနေတာသူမတွေ့ရဘူး။ဒါကြောင့်မို့သူကဒီမတင်ကာလို့ဆိုပြီးတော့အဲ့ဒီအိမ်ဘက်ကိုသူကလမ်းလျှောက်သွားတယ်။ပြီးတော့သူကခြံထဲကိုဝင်ပြီးတော့ဒီအိမ်ရဲ့တကားကလည်းပဲတောက်ခတ်ထားတဲ့အနေအထားမျိုးမဟုတ်ဘူး။အိမ်တကားကဒီစေထားရုံအနေအထားမျိုးပေါ့။အဲ့ဒါနဲ့ပဲဖွားကြီးကဒီအိမ်ကိုသူကဒီတောဖွင့်လိုက်တဲ့အခါမှာသူ့တက်တာမှာဘယ်တော့မှမေးလို့မရမယ်မြင်ကွင်းတစ်ခုကိုတွားတွေ့ရတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်အဲ့ဒီအိမ်ရဲ့လေကားကနေပြီးတော့ဒီလေကားလက်ရန်နေပြီးတော့ကျိုးဆွဲချထားတဲ့အလောင်းလေးလောင်းပေါ့နော်ဆိုတော့ယောက်ျားလေးကလေး3ယောက်ရဲ့အလောင်းရယ်ပြီးတော့အဖေဖြစ်သူရဲ့အလောင်းရယ်စုစုပေါင်းအလောင်းလေးလောင်းကိုအဖွားကြီးကတွေးခဲ့တယ်အဲ့ဒါနဲ့ပဲအဖွားကြီးကအိမ်သားကလူတွေကိုအကူအညီတောင်းပြီးတော့ရဲတွေရောက်လာတဲ့အခါကျမှဒီအမှုကစပြီးတော့ပေါ်လာတာဖြစ်ပါတယ်မင်္ဂလာပါ share.com ပိုင်းစပူ YouTube channel ကနေပြီးတော့ပြန်နေကြိုဆိုပါရစေဒီကနေ့မှာကျွန်တော်က1999ခုနှစ်တုန်းကထိုင်းနိုင်ငံဆော့ကလာပြည်နယ်မှာဖြစ်သွားခဲ့တဲ့ငါးလောင်းပြိုင်လူတန်းမှုအကြောင်းကိုအသေးစိတ်ပြောပြပေးချင်ပါတယ်ဒီအမှုအကြောင်းကိုမပြောခင်မှာကျွန်တော်ရဲ့ channel လေးကို like share subscribe လုပ်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုအခုမှစပြီးတော့ကြည့်ဖို့လဲဆိုလို့ရှိရင်လည်းပဲ subscribe လေးလုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ဒီအမှုအကြောင်းကိုကျွန်တော်နဲ့အတူတူစပြီးတော့လေ့လာကြည့်အောင်ပါဆိုတော့ဒီအမှုက1999ခုနှစ်ဧပြီလ25ရက်နေ့မှာဖြစ်ပွားခဲ့တာဒါပေမဲ့ကျွန်တော်ပထမအစမှာပြောထားသလိုပဲအဖွားကြီးကစတွေ့ခဲ့တာဒီ26ရက်နေ့ဆိုတော့ဒီမူခင်းဖြစ်ပြီးနောက်တစ်နေ့မှာစပြီးတော့အလောင်းတွေကိုတွေ့ရှိတာဖြစ်ပါတယ်ဆိုတော့ဒီအမှုမှာဒီအိမ်ထဲမှာနေတဲ့ဒီတည်ဆုံးနေတဲ့လူတွေကဘယ်သူတွေလဲဆိုတာကိုပထမဦးဆုံးနေနဲ့ရှင်းပြချင်ပါတယ်အဖွားကြီးမြင်လိုက်ရတဲ့ဒီလေကားလက်ရန်ကနေပြီးတော့ဇွဲကြိုးချထားတဲ့ဒီအလောင်းလေးလောင်းကအဖွားကြီးရဲ့မြေး3ယောက်ရယ်နောက်ပြီးတော့အဖွားကြီးရဲ့သားဖြစ်သူဒေါက်တာပေါ့ရယ်ပဲဖြစ်ပါတယ်ဒီအိမ်မှာနေတာကဒေါက်တာပေါ့ရယ်သူ့ရဲ့မိန်းမရယ်ပြီးတော့သူ့သား3ယောက်ရယ်သူ့သား3ယောက်ကကြတော့အသက်73နှစ်ရယ်အသက်17နှစ်ရယ်ပြီးတော့အသက်9နှစ်အရွယ်ယောက်ျားလေး3ယောက်ပဲဖြစ်ပါတယ်အဲ့ဒီသား3ယောက်မှာဆိုလို့ရှိရင်ဘီဆိုတဲ့ကောင်လေးကအသက်73နှစ်ပြီးတော့ဘောဆိုတဲ့ကောင်လေးကကြတော့အသက်17နှစ်နောက်တစ်ယောက်ဒီအငယ်ဆုံးသားလေးဖြစ်တဲ့ဘေးသူကတော့9နှစ်ပဲရှိသေးတယ်ဆိုတော့ဒီဒေါက်တာပေါ့တို့လင်မယားမှာသားလေး3ယောက်ရှိတယ်ဒေါက်တာပေါ့ကသူတို့နေတဲ့မြို့မှာဆိုလို့ရှိရင်အရန်လူသိများပြီးတော့စိတ်ကောင်းရှိတဲ့လူဖြစ်တယ်ပြီးတော့သူကဒီကျမ်းမာရေးဌာနမူလည်းဖြစ်တယ်နောက်ပြီးတော့သူ့ရဲ့မိန်းမကလည်းပဲကျမ်းမာရေးဝါထန်တူဒေါက်တာပေါ့ကထိုင်းနိုင်ငံတောင်ပိုင်းရိုးရာပွဲဖြစ်တဲ့ဒီနွားတိုက်တာတွေပြီးတော့ဒီနွားမွေးမြူတာတွေဒါမျိုးတွေသူကလုပ်ကင်ရတာဝါသနာပါတယ်နောက်ပြီးတော့အလောင်းကိုစပြီးတော့တွေ့ရှိခဲ့တဲ့ဒီအဖွားရဲ့နာမည်ကကင်လို့ခေါ်တယ်ဒါကတော့ဒေါက်တာပေါ့ရဲ့အမေပါအဖွားကကြတော့ဒီသူတို့အိမ်နဲ့မလန့်မကန်းမှာနေတယ်အဖွားအိမ်ကနေလမ်းကြည့်မယ်ဆိုလို့ရှိရင်တအိမ်နဲ့တအိမ်ကမြင်နေရတဲ့အနေအထားမျိုးဒီလိုနဲ့ပဲအခင်းဖြစ်ပွားတဲ့နေ့1999ခုနှစ်ဧပြီလ25ရက်နေ့မှာကန်နဲ့ safe ဆိုတဲ့လူနှစ်ယောက်ကဒေါက်တာပေါ့ရဲ့အိမ်ကိုလာခဲ့တယ်ဖြစ်ချင်တော့ဒီအိမ်မှာကဒေါက်တာပေါ့လည်းမရှိဘူးသူ့ရဲ့မိန်းမလည်းမရှိဘူးနောက်ပြီးတော့သူ့ရဲ့သားအကြီးဆုံးဖြစ်တဲ့ဘီလည်းမရှိဘူးညီကိုနှစ်ယောက်တည်းပဲရှိနေခဲ့တာအဲ့ဒီချိန်မှာ safe နဲ့ကန်ဆိုတဲ့တရားခံတစ်ယောက်ကအိမ်ကိုလာပြီးတော့ဒေါက်တာပေါ့နဲ့တွေ့ချင်တယ်ဆိုပြီးတော့ကလေးတွေကိုပြောတယ်ပြီးတော့သူတို့ကဒီကလေးတွေကိုဒီရေတောက်ချင်တယ်ဆိုပြီးတော့ရေခတ်ခိုင်းတယ်ပေါ့အဲ့ဒီချိန်မှာတရားခံတစ်ယောက်ဖြစ်တဲ့ safe နဲ့ကန်ကသူတို့မှာပါလာတဲ့ဒီ pin store တင်နက်ကိုထုတ်ပြီးတော့ကလေးတွေကိုသူတို့ကချိတ်ချောက်တယ်ချိတ်ချောက်ပြီးတော့ကလေးတွေကိုသူတို့ကအိမ်ထဲမှာပဲဖမ်းဆီးထားခဲ့တယ်နောက်ပြီးတော့မှဒေါက်တာပေါ့ကရောက်လာခဲ့တယ်ဒေါက်တာပေါ့ရောက်လာတဲ့အချိန်မှာဆိုလို့ရှိရင်သူတို့ကသူတို့ဒီအယောင်းဝယ်တစ်ခုလုပ်ဖို့အတွက်ကိုဒေါက်တာပေါ့နဲ့လာတိုင်ပင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒေါက်တာပေါ့ကိုသူတို့ကလာစောင့်နေရဆိုတဲ့အကြောင်းကိုပြောတယ်ဒေါက်တာပေါ့ကလည်းပဲတမန်ရိုးကြပဲထင်ပြီးတော့အိတ်ထဲကိုဝင်သွားတဲ့အခါကျမှသူတို့ကတင်နဲ့ချိန်ပြီးတော့ဒေါက်တာပေါ့ကိုပါဖမ်းဆီးထားခဲ့တယ်ပြီးတော့မှအကြီးဆုံးသားဖြစ်တဲ့ဘီကရောက်လာခဲ့တယ်ဘီရောက်လာတဲ့အခါမှာလည်းသူတို့ကဘီကိုဖမ်းဆီးပြီးတော့အိတ်ထဲမှာပဲဒီချုံနှောင်ထားခဲ့တယ်နောက်ပြီးတော့မှအမေဖြစ်သူဂျိမ်းကရောက်လာခဲ့တယ်တရားခံတွေကဒေါက်တာပေါ့ဒီလောလောလတ်လတ်ကမှဒီမြေကွက်နဲ့ဒီနွားအယောင်းဝယ်လှုပ်ထားလို့ဒေါက်တာပေါ့မှာဘတ်တန်းရှိရဆိုပြီးတော့သူတို့ကသတင်းရထားလို့ဒီလိုမျိုးဝင်ရောက်ပြီးတော့ဓမြဝေတိုက်တာဖြစ်ပါတယ်
သူတို့ကကလေး၃ယောက်နဲ့ဒေါက်တာပေါ့ကိုအခန်းတစ်ခန်းထဲမှာပိတ်ထားပြီးတော့အမေဖြစ်သူဂျိန်းကိုဒီအပေါ်ထပ်မှာရှိတဲ့အိတ်ခန်းထဲကိုခေါ်သွားပြီးတော့ပတ်စံတွေထားတဲ့နေရာပြီးတော့လက်ဝတ်ရနာထားတဲ့နေရာကိုမေးတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာအမေဖြစ်သူဂျိန်းကလုံးဝမပြောပြတဲ့အတွက်ကြောင့်မို့လို့အိမ်မှာရှိတဲ့ဒေါက်တာပေါ့ရဲ့ neck tie နဲ့သူတို့ကဒီဂျိန်းရဲ့ slabin ကိုဒီလက်ဘင်းညှစ်လိုက်တာပေါ့နော်အဲ့ချိန်မှာ James ကတေသွားခဲ့တယ် James တေသွားပြီးတဲ့နောက်ပိုင်းမှာကလေး၃ယောက်နဲ့ကလေးအဖေဒေါက်တာ Post ကိုသူတို့ကဒီလျှက်ဆက်နဲ့ဒီ short တိုက်မယ်ဆိုပြီးတော့လုပ်ကြတယ်ဒါပေမဲ့ဒေါက်တာ Post ရဲ့အိမ်မှာကဒီ auto ဒီလျှက်ဆက် short ဖြစ်တယ်ဆိုလို့ရှိရင် auto breaker ကျတဲ့ system မျိုးတက်ထားတဲ့အခါကျတော့သူတို့ဒီ short တိုက်တဲ့ကိစ္စကမအောင်မြင်ခဲ့ဘူးနောက်ဆုံးတော့သူတို့ကဒုတိယထပ်ကိုတက်တဲ့လေကားလေရန်မှာပဲကလေး၃ယောက်နဲ့ဒေါက်တာ Post ကိုဆွဲကြိုးချပြီးတော့အဲ့ဒီအိမ်မှာထားခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီကိစ္စတွေမဖြစ်ခင်မှာဒေါက်တာပေါ့ရဲ့အိမ်ကိုဒီရက်ွက်ထဲကလူတစ်ယောက်ကကိစ္စရှိလို့ဆိုပြီးတော့ရောက်လာသေးတယ်ဒါပေမဲ့ तू က channel ကိုဝင်ပြီးအေးပါဝါရောက်တဲ့အခါမှာဒီအထဲမှာရှိတဲ့ဒီတရက်ခံတစ်ယောက်ကထွက်လာပြီးတော့ဒေါက်တာပေါ့ကမရောက်သေးဘူးခဏနေရောက်တော့မယ်အိတ်ထဲကိုဝင်ထိုင်ပါလားလို့ပြောသေးတယ်ဒါပေမဲ့ तू ကဒီအိတ်ထဲကိုအပြင်ကနေပြီးတော့လမ်းကြည့်တဲ့အခါမှာအိတ်ကဒီမောင်မောင်မဲမဲကြီးဖြစ်နေတာကြောင့် तू ကဒီစိတ်မလုံခြုံလို့ဒါဆိုလဲကျွန်တော်နောက်မှပဲလာခဲ့မယ်ဆိုပြီးတော့ तू ကအိတ်ပြန်သွားခဲ့တယ်တကယ်လို့ तू သာမပြန်သွားဘဲနဲ့အိတ်ထဲကိုဝင်သွားမယ်ဆိုလို့ရှိရင် तू လည်းပဲအသက်ခံရမှာဖြစ်ပါတယ်တေခံတွေကခုနကကျွန်တော်ပြောသလိုမျိုးလေကားလက်ရန်မှာအဖေအလောင်းရယ်ကလေးတော့ရောက်အလောင်းရယ်နဲ့ဒီအိတ်ခန်းထဲမှာကကြတော့ဒီဒေါက်တာပေါ့ရဲ့မိမရဲ့အလောင်းရည်ထားခဲ့ပြီးတော့ဆိုင်ကယ်နဲ့ပဲနှစ်ယောက်ကထွက်ပြေးသွားခဲ့တယ်။နောက်ပြီးတော့သူတို့ကအိမ်ကနေပြီးတော့ဘာယူသွားလဲဆိုလို့ရှိရင်ဒေါက်တာပေါ့သိမ်းဆည်းထားတဲ့ဒီရှေးဟောက်ဖျားရုပ်ပွားတော်အသေးလေးတွေရာပေါင်းများစွာဒေါက်တာပေါ့ကဒီလိုမျိုးဒီဖျားရုပ်ပွားတော်တွေဖျားစင်းတုတော်အသေးလေးတွေရှေးဟောင်းဒီတန်ဖိုးကြီးတဲ့ပစ္စည်းမျိုးတွေသူကစုဆောင်းရတာဝါသနာပါတယ်ပေါ့။ဆိုတဲ့အခါကျတော့တရားခံတွေကဒေါက်တာပေါ့ပိုင်တဲ့ဒီဖျားတွေကိုယူရတယ်နောက်ပြီးတော့ဒေါက်တာပေါ့ရဲ့ဇနီးပိုင်တဲ့ဒီနှစ်မှတ်သားရွှေဆဲဂျိုးနဲ့ဆွဲတီအသေးတစ်လုံးလည်းယူရတယ်ပြီးတော့ပဒံများနီ9ပွင့်ရယ်ပြီးတော့နီလာ9ပွင့်ရယ်နောက်ပြီးတော့ပြည်သူ့ကျန်းမာရေးဌာနကနေဒေါက်တာပေါ့ကိုချီးမြှင့်ထားတဲ့ဆုတစ်ခုလည်းသူတို့ကယူသွားခဲ့တယ်ဒီလိုနဲ့ပဲအခင်းဖြစ်ပွားပြီးနောက်တနေ့ဧပြီလ26ရက်နေ့မှာကျွန်တော်ပထမဦးဆုံးပြောခဲ့သလိုပဲဒေါက်တာပေါ့ရဲ့အမေကဒီလောင်းကိုစပြီးတော့တွေးခဲ့တယ်အဲ့ဒီအချိန်မှာပဲသူကအိန္ဒိနာချင်းတွေကိုအော်ဟစ်အကူအညီတောင်းတယ်ပြီးတော့ရဲတွေရောက်လာတဲ့အခါမှာဒီအမှုကိုစပြီးတော့စုံစမ်းကြတယ်ပထမဦးဆုံးအနေနဲ့ရဲတွေကဒီပတ်ဝန်းကျင်သားမှာရှိတဲ့ဒီပြစ်မှုမှတ်တမ်းဟောင်းရှိတဲ့ဒီတရားခံအဟောင်းတွေကိုသူတို့ကစပြီးတော့ရှာဖွေကြတယ်ပြီးတော့မျက်မြင်သက်သေဖြစ်တဲ့ Uncle A ကလည်းပဲဒီအိမ်ကိုသူလာတဲ့အချိန်မှာဒီအသားဖြူဖြူတယောက်ရယ်ပြီးတော့ဒီအသားညွန့်ညွန့်တယောက်ရယ်သူတို့ရဲ့ဒီရုပ်စိမ်းအင်္ဂါတွေသူမှတ်မိသလောက်ပြောပြတဲ့အခါမှာဒီပြစ်မှုမှတ်တမ်းဟောင်းရှိတဲ့လူတွေတွေကနေပြီးတော့ဒီရဲတွေကပြန်ပြီးတော့ဆက်ဆေးလိုက်တဲ့အခါမှာဒီ safe နဲ့ canning ကတော်တော်လေးနီးစပ်မှုရှိတာကိုတော့တွေ့ရတယ်ဒါပေမဲ့ရဲတွေကတော့ဒီတစ်ချက်ချတော့ယုံကြည်လို့မရသေးဘူးဘာဖြစ်လို့လဲဆိုတော့ဒါက Uncle A ပြောတဲ့ဒီထွက်ဆိုချက်တက်တက်ပဲရှိသေးတယ်ဒါပေမဲ့ရဲတွေကတော့ဒီ safe နဲ့ can ကိုတန်တရားစပြီးတော့ဝင်ခဲ့တယ်ဒီနေရာမှာတရားခံ safe ရဲ့အကြောင်းကိုနည်းနည်းလေးပြောချင်ပါတယ်တရားခံ safe က1985ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မှာမွေးဖွားတယ်1980ခုနှစ်သူ့အသက်9နှစ်အရွယ်မှာသူ့ရဲ့အိမ်ကိုဓမြဝယ်တိုက်တာခံရတယ်သူကအဲ့ချိန်မှာ9နှစ်အရွယ်ဆိုတော့ဒီဓမြတွေကခြေထောင်ထဲမှာသူ့ကိုဒီခြေထောင်နဲ့လုံးပြီးတော့ခြေထောင်ကျိုးတွေနဲ့ပတ်ပြီးတော့ထားခဲ့တယ်ပေါ့နော်အဲ့အတွက်ကြောင့်မို့လို့သူ့မှာစိတ်ဒဏ်ရာအနှဲငယ်တော့ရှိတယ်နောက်ပြီးတော့1991ခုနှစ်သူ့အသက်16နှစ်အရွယ်မှာသူ့ခြံထဲကိုဘေးခြံကဒီနွားတကောင်ကဒီသူ့ခြံထဲကမြစ်ကိုလာစားတယ်ပေါ့အဲ့ဒီချိန်မှာသူကဒေါသကြီးစွာနဲ့အဲ့ဒီနွားကိုသူ့အိမ်ကဒီတက်ပင်တပင်မှာဒီနွားကိုဇွဲကြိုးချပြီးတော့သူကတတ်ခဲ့ဘူးတယ်အမှန်တကယ်သူဒီအမှုကိုကျူးလွန်တဲ့အချိန်ဆိုလို့ရှိရင်သူ့ရဲ့အသက်က22နှစ်ပဲရှိပါသေးတယ်ဒီလိုနဲ့ပဲရဲတွေကတရားခံတွေယူသွားတဲ့ဒေါက်တာပေါ့ရဲ့ဒီရုပ်ပွားတော်တွေကနေတစ်ဆက်ပြန်ပြီးတော့ရှာကြရပေါ့ဒေါက်တာပေါ့ရဲ့ဒီရုပ်ပွားတော်တွေကဈေးကွက်ထဲမှာရောင်းနေရောက်တာမရှိဘူးအရန်ရှားပါတဲ့ပစ္စည်းဆိုတော့တနေရာမှာရောင်းနေဆိုလို့ရှိရင်တော့ချက်ချင်းသတင်းရတဲ့ပစ္စည်းမျိုးတွေပေါ့အဲ့လိုနဲ့ပဲရဲတွေကဒီထိုင်းနိုင်ငံရဲလာပြည်နယ်ကဒီဈေးကွင်းတစ်ခုမှာဒေါက်တာပေါ့ရဲ့ဖျားစင်တုတော်တွေကိုလာရောက်ရောင်းချနေတယ်ဆိုပြီးတော့ရဲတွေကသတင်းရရှိခဲ့တယ်။ဒါနဲ့ပဲရဲတွေကလိုက်သွားတဲ့အခါမှာအဲ့ဒီစင်တုတော်တွေကိုဝယ်ယူထားတဲ့သူနဲ့တွေ့ဆုံခဲ့တယ်။အဲ့ဒီလက်ခံထားတဲ့သူကလည်းပဲသူ့ကိုလာရောက်တဲ့သူတွေကဘယ်လိုပဲပုံရှိရဆိုတဲ့အကြောင်းကိုပြောတဲ့အခါမှာပေးချတဲ့တရားခံတွေဟာ safe နဲ့ကန်ဖြစ်ရမယ်ဆိုပြီးတော့ရဲတွေကဆုတ်ဖြတ်ချခဲ့တယ်။ဒီလိုနဲ့ပဲရဲတွေကဒီဆော့ကလာပြည်နယ်မှာရှိတဲ့ဒီတရားခံ safe ရဲ့အတော်အိမ်မှာတရားခံ safe ကိုတွားရှာတယ်ဒါပေမဲ့ safe ရဲ့အတော်ပြောတာကတော့သူ့တူကလော်ခဲ့တဲ့6နာရီလောက်ကပဲဒီဆော့ကလာကနေပြီးတော့ဒီကချနာပူရီကိုထွက်သွားပြီလို့ပြောတယ်ကချနာပူရီမှာလည်းပဲ safe ရဲ့နောက်ထပ်အတော်တစ်ယောက်ရှိနေသေးတယ်ဒီလိုနဲ့ပဲရဲတွေက1998ခုနှစ်မေလ21ရက်နေ့မှာကချနာပူရီကိုလိုက်သွားပြီးတော့ safe ရဲ့အတော်ဖြစ်သူရဲ့နေအိမ်မှာစောင့်နေခဲ့တယ်safe ကလည်းပဲအတော်အေရောက်လာတဲ့အခါမှာသူ့ကိုရဲတွေကနေပြီးတော့စပြီးတော့ဖမ်းဆီးခဲ့တယ်။နောက်ပြီးတော့ safe ကနေမှတစ်ဆက်ကန်ကိုလည်းပဲဒီဆော့ကလာပြည်နယ်မှာဖမ်းဆီးရမိခဲ့ပါတယ်
အခင်းဖြစ်ပွားတဲ့နေ့ကနေတရားခံကိုဖမ်းဆီးရမိတဲ့နေ့အထိစုစုပေါင်း26ရက်ကြာတယ်ပြီးတော့ဒီတရားခံ safe ကိုဖမ်းမိတဲ့အချိန်မှာဆိုလို့ရှိရင် safe လက်ထဲမှာဒေါက်တာ pot ရဲ့ဒီ9000ပြိုင်လူတန်းမှုပါတဲ့သတင်းစာကိုဒီကင်လေးရဲ့နဲ့ဖမ်းမိခဲ့တာဖြစ်ပါတယ်အဲ့လိုနဲ့ပဲသူတို့နှစ်ယောက်ကိုဖမ်းဆီးပြီးတော့ရုပ်တင်ဆင်ပေးခဲ့ပြီးတော့1998ခုနှစ်ဩဂုတ်လ26ရက်နေ့မှာနှစ်ယောက်စလုံးတည်တံချမှတ်ခံခဲ့ရတာဖြစ်ပါတယ်သူတို့ကဒီနောက်ထပ်တရားရုံးကိုတက်ပြီးတော့အယူခံဝင်ပြီးမဲ့လည်းပဲပယ်ချခံခဲ့ရတယ်နောက်တစ်ဆင့်အနေနဲ့သူတို့ကတိုင်းဒေသကြီးတရားလွှတ်တော်ချုပ်ကိုအယူခံထပ်တင်တဲ့အခါကျမှတည်တံကနေပြီးတော့တကြောဒဏ်တို့ပြောင်းလဲချမှတ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်ဒီလိုနဲ့ပဲ2010ခုနှစ်မှာထောင်ဒဏ်12နှစ်13နှစ်လောက်ကြာခံပြီးတော့လွန်ငင်းချမ်းသာခွင့်နဲ့ပြန်လွတ်လာခဲ့တာဖြစ်ပါတယ်2015ခုနှစ်ဖေဖော်ဝါရီလ22ရက်နေ့မှာ safe ရဲ့အသက်က40အရွယ်ရောက်နေပါပြီအဲ့ဒီချိန်မှာ safe ကလမ်းသွားနေရင်းနဲ့အနောက်ကနေပြီးတော့တေနှက်နဲ့ပြစ်တက်တာခံရပြီးတော့လမ်းမှာပဲပွဲချင်းပြီးတည်ဆုံသွားပါတယ်ဆိုတော့ဒီမှုကတော့1998ခုနှစ်တုန်းကထိုင်းနိုင်ငံဆွန်ခလာမှာတော်တော်နာမည်ကြီးသွားခဲ့တဲ့ငါးလောင်းပြိုင်လူတက်မှုအကြောင်းကိုပြပြပေးတာဖြစ်ပါတယ်ဒီမှုကတော့ဒီမှာပဲပြီးဆုံးသွားပါပြီနောက်ထပ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့မှုခင်းလေးတွေနဲ့တူပြန်လာခဲ့ပါဦးမယ်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like share subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ဆိုတော့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်